လူတယောက်ရဲ့အောင်မြင်မှုဆိုတာတညာတဲ့နဲ့ဖြစ်လာတာမဟုတ်ပဲနေ့စဉ်ပြုမှုနေတဲ့အလေးအကျင့်တွေပေါ်မှာမူတည်ပါတယ်။နာမည်ကျော်7 Habits စာအုပ်ထဲကနောက်ဆုံးအချက်ဖြစ်တဲ့ Sharpen the Saw ဒါမှမဟုတ်မိမိကိုယ်ကိုအစင်မပြတ်ထက်မြက်အောင်ပြုပြင်ခြင်းဆိုတဲ့အကြောင်းကိုဒီနေ့ပြပြပေးချင်ပါတယ်။ကျမတို့ဟာအပင်တွေကိုပဲရေလောင်းပေါင်းတင်နေပြီးအပင်ဆိုင်တဲ့လေဒမားကိုယ်တိုင်ကိုပြုပြင်ပေးဖို့မိနေတတ်ကြပါတယ်။စိုက်ပျိုးရေးမှာမြေကြီး၊နေအောင်ကြီး၊ရေနဲ့လေဟာမရှိမဖြစ်လိုအပ်တယ်လို့ပဲကျမတို့လူသားတွေမှာလည်းဖွံ့ဖြိုးဖို့အတွက်အတိုင်းအတာဆိုတဲ့ dimension ၄ခုရှိပါတယ်။နံပါတ်1physical dimension ဆိုတဲ့ရုပ်ပိုင်းဆိုင်ရာကတော့ဒါဟာကျမတို့ရဲ့မြေကြီးစွိုင်းပါပဲခန္ဓာကိုယ်ကျန်းမာဖို့အာဟာရပြည့်ဝတဲ့အစာအသောက်အနားယူမှုနဲ့လေ့ကျင့်ခန်းတွေလိုအပ်ပါတယ်ဓာတ်မြေဩဇာမကောင်းရင်အပင်မဖြစ်ထိုးနိုင်တယ်လို့ကျန်းမာရေးမကောင်းရင်လည်းဘာမှမလုပ်နိုင်ပါဘူးနံပါတ်2 mental dimension ဆိုတဲ့ဉာဏ်ရည်ပိုင်းဆိုင်ရာကတော့နေအောင်ကြီး SAM နဲ့တူပါတယ်စာဖတ်တာတင်ယူတာဘဝတုတ္တရှာဖွေတာဟာကျမတို့ရဲ့ဉာဏ်ရည်ကိုလင်းလက်တောက်ပစေပါတယ်နံပါတ်3 social or emotional dimension ဆိုတဲ့လူမှုရေးနဲ့စိတ်ခံစားမှုပိုင်းကတော့ရေဆိုတဲ့ water နဲ့တူပါတယ်တဦးနဲ့တဦးမေတ္တာထားတာပေါင်းသင်းဆက်ဆံရေးကောင်းမွန်တာတွေဟာဘဝကိုစုပြေးစေပါတယ်နံပါတ်4 spiritual dimension ဆိုတဲ့စိတ်ဝိညာဉ်ပိုင်းဆိုင်ရာကတော့လေဆိုတဲ့ air နဲ့တူပါတယ်မိမိရဲ့ယုံကြည်မှုစံတန်မိုးတွေနဲ့ဘဝရဲ့ရည်မှန်းချက်ကိုခိုင်ခိုင်မာမာစုပ်ကိုင်ထားခြင်းဖြစ်ပါတယ်ဒါဆိုရင် effective ဖြစ်ဖို့ဘာတွေလိုအပ်မလဲကျမတို့တွေစိုက်ပျိုးတဲ့အခါAND ဆိုတဲ့စနစ်နဲ့တွားရမှာပါ။နေအောင်ကြီးရှိပြီးရေမရှိရင်လည်းမရတယ်လို့မြေကြီးရှိပြီးလေမရှိရင်လည်းအပင်ကတည်သွားမှာပါ။ဒီလိုပါပဲကျမတို့ဟာ dimension တစ်ခုတည်းကိုပဲအားဆိုင်နေလို့မရပါဘူး။ဥပမာရုပ်ပိုင်းဆိုင်ရာ physical intelligence ကောင်းယုံတွေမကပဲလက်တွေ့ကျကျလှုပ်ဆောင်နိုင်တဲ့ practical intelligence လည်းရှိရပါမယ်။ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည် bearing capacity နဲ့ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့အထိလေ့ကျင့်ထားဖို့လိုပါတယ်။ဒါမှသာကျမတို့ဟာ effective ဖြစ်တဲ့အမှန်တကယ်စွမ်းရည်ရှိတဲ့လူသားတစ်ယောက်ဖြစ်လာမှာပါအချို့အားဖြင့်ပြောရရင်သင်ဟာတစ်ခုတ်တမားတစ်ယောက်ဆိုရင်တက်တွေကိုပဲတနေ့ကိုအားဆိုင်ခုန်နေပါနဲ့အနားယူပြီးသင်ရဲ့လွှတ်ကိုထက်အောင်ပြန်တွေးပါအဲ့ဒီလွှတ်သွေးခြင်းဆိုတာကခုနကပြောခဲ့တဲ့အတိုင်းအတာ၄ခုကိုမျှတအောင်ဂရုစိုက်ခြင်းပါပဲဒါဆိုရင်တော့ဒီနေ့ကစပြီးသင်ရဲ့မြေကြီးနေရာရေနဲ့လေကိုဘယ်လိုပြုစုပြောင်းထောင်မလဲဆိုတာကိုစဉ်းစားကြည့်ဖို့တိုက်တွန်းလိုက်ပါရနော်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်